ချမ်းသာသူတွေဘယ်တော့မှမလုပ်တဲ့အရာ9ခုတင့်ကိုငွေကြေးအောင်မြင်မှုနဲ့ဝေးစေတဲ့အကျင့်တွေကိုဒီနေ့ကစပြီးရပ်လိုက်ပါမင်္ဂလာပါခင်ဗျာ Life Guide ဘဝလမ်းညွှန် Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာမျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ချမ်းသာသူတွေဘယ်တော့မှမလုပ်တဲ့အရာ9ခုဖြစ်ပါတယ်မိတ်ဆွေတို့ရေတင်သတိထားမိဘူးပါသလားတချို့လူတွေဟာတာမန်အခြေအနေကနေစတင်ခဲ့ပေမဲ့အချိန်ကြာလာတာနဲ့အမျှငွေကြေးလွတ်လပ်မှုရရှိလာကြတယ်။ဒါပေမဲ့တချို့လူတွေကတော့အလုပ်ကြိုးစားတယ်၊ဝင်ငွေရတယ်၊ပင်ပန်းခံတယ်။ဒါပေမဲ့ဘဝကတိုးတက်တဲ့လောက်မတိုးတက်လာဘူး။ကွာခြားချက်ကဘာလဲ။တခါတလေအောင်မြင်မှုဆိုတာဘာလို့လဲဆိုတာထက်ဘာတွေကိုမလုပ်တော့လဲဆိုတာကပိုအရေးကြီးပါတယ်။ဝင်ငွေတက်တာနဲ့အသုံးစရိတ်တက်အောင်မလုပ်ဘူး။လူအများစုကလစာတက်လာရင်ပစ္စည်းအသစ်ဝယ်ချင်တယ်။ဝင်ငွေများလာရင်နေထိုင်မှုပုံစံကိုချက်ချင်းမြင့်ချင်တယ်။ဒါပေမဲ့ချမ်းသာလာတဲ့သူတွေကမတူပါဘူး။သူတို့ကပိုရလာတဲ့ငွေကိုဘယ်လိုတိုးပွားအောင်လုပ်မလဲဆိုတာကိုအရင်စဉ်းစားပါတယ်။ငွေကိုသုံးပြီးပျောက်သွားစေမယ့်အစားအနာဂတ်အတွက်အလုပ်လုပ်ပေးနိုင်အောင်စီမံပါတယ်။ဝင်ငွေတက်တာထက်ငွေကိုထိန်းချုပ်နိုင်တာကပိုအရေးကြီးပါတယ်။နှစ်အချိန်ကိုတန်ဖိုးမရှိသလိုမဖြုံးဘူးငွေဆုံးရှုံးရင်ပြန်ရှာနိုင်ပါတယ်ဒါပေမဲ့ဆုံးရှုံးသွားတဲ့အချိန်ကိုပြန်မရနိုင်ပါဘူးချမ်းသာသူတွေဟာအချိန်ကိုအရေးကြီးဆုံးပိုင်ဆိုင်မှုအဖြစ်မြင်ပါတယ်သူတို့ကနေ့စဉ်သင်ယူတယ် skill တိုးတက်အောင်လုပ်တယ်အခွင့်အရေးအသစ်တွေရှာတယ်အချိန်ကိုသုံးတာမဟုတ်ပဲအချိန်ကိုရင်းနှီးမြှုပ်နှံပါတယ်ပြဿနာတွေကိုပဲအပြစ်မတင်ဘူးတချို့လူတွေကပြဿနာကြုံရင်ဘာကြောင့်ငါဘဝကဒီလိုဖြစ်တာလဲလို့မေးပါတယ်ဒါပေမဲ့တိုးတက်တဲ့သူတွေကဒီအခြေအနေကနေဘာသင်ယူနိုင်မလဲလို့မေးပါတယ်မေးခွန်းကွာတာနဲ့အတွေးကွာပါတယ်အတွေးကွာတာနဲ့ရလဒ်လဲကွာလာပါတယ်အောင်မြင်သူတွေကအကြောင်းပြချက်ထက်ဖြေရှင်းနည်းကိုရှာပါတယ်လူတိုင်းနောက်မလိုက်ဘူးလူအများစုဝယ်လို့ဝယ်တာလူအများစုလှုပ်လို့လှုပ်တာဒါတွေကိုချမ်းသာတဲ့အတွေးရှိသူတွေရှောင်ပါတယ်သူတို့ကလူအများစုရဲ့ထင်မြင်ချက်ထက်ကိုယ့်ရည်မှန်းချက်ကိုအခြေခံပြီးဆုံးဖြတ်ပါတယ်တခါတလေလူအများစုနဲ့မတူတဲ့လမ်းကိုရွေးနိုင်တဲ့သူတွေကမတူတဲ့ရလဒ်တွေရရှိလာကြပါတယ်ငါတင်ယူမှုကိုမရက်ဘူးအောင်မြင်မှုရပြီးတဲ့နောက်မှာတော့တိုးတက်တဲ့သူတွေကဆက်လေ့လာပါတယ်။ဘာကြောင့်လဲဆိုတော့ကမ္ဘာကြီးကပြောင်းနေပါတယ်။နည်းပညာတွေပြောင်းနေပါတယ်။အခွင့်အရေးတွေပြောင်းနေပါတယ်။သင်မတိုးတက်ရင်တဖြည်းဖြည်းနောက်ကျနိုင်ပါတယ်။အသိပညာကသင်အနာဂတ်အတွက်အကြီးဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ရှုံးနိမ့်မှုကိုအဆုံးလို့မမြင်ဘူး။အောင်မြင်သူတိုင်းမှာမအောင်မြင်ခဲ့တဲ့အချိန်တွေရှိပါတယ်။ကွာခြားချက်ကတချို့လူတွေကရှုံးရင်ရက်သွားတယ်။တချို့လူတွေကရှုံးရင်တင်ယူတယ်။အမားတွေကတင့်ကိုရက်တန့်ဖို့မဟုတ်ပါဘူး။ပိုကောင်းတဲ့နည်းလမ်းကိုတင်ပေးဖို့ပါ။အနာဂတ်ကိုမစင်စားဘဲမနေဘူး။ချမ်းသာတဲ့အတွေ့ရှိသူတွေကဒီနေ့အတွက်ပဲမနေပါဘူး။သူတို့ကမနှက်ဖြန်ကိုပြင်ဆင်ပါတယ်။ဒီနေ့လုပ်တဲ့ဆုံးဖြတ်ချက်တွေကနောက်9 နှစ်10 နှစ်မှာဘယ်နေရာရောက်မလဲဆိုတာကိုတက်ရောက်စေပါတယ်။အနာဂတ်ကိုကြိုတင်တည်ဆောက်တဲ့သူကအနာဂတ်မှာရွေးချယ်ခွင့်ပိုများလာပါတယ်။ဒီနေ့ကစပြီးရက်လိုက်ပါ။အချိန်ဖြုံးခြင်းငွေကိုမစီမံခြင်းအကြောင်းပြချက်ရှာခြင်းလူတိုင်းနောက်လိုက်ခြင်းတင်ယူမှုရက်ခြင်းရှုံးမှကြောက်ခြင်းအနာဂတ်ကိုမပြင်ဆင်ခြင်းမိကုံးမိတ်ဆွေတို့ချမ်းသာမှုဆိုတာငွေပမာဏတစ်ခုတည်းမဟုတ်ပါဘူး။အတွေးခေါ်အကျင့်ဆုံးဖြတ်ချက်တွေရဲ့ရလဒ်ဖြစ်ပါတယ်။သင်ဒီနေ့ဘာတွေကိုရက်တက်နိုင်လဲဆိုတာကနောက်တစ်နေ့ဘာတွေရရှိမလဲဆိုတာကိုသတ်မှတ်ပေးနိုင်ပါတယ်။အကျင့်အသေးလေးတွေပြောင်းပါ။အတွေးအသစ်တွေတိဆောက်ပါ။တစ်နေ့မှာသင်ဘဝကလည်းပြောင်းလဲလာနိုင်ပါတယ်။ဒီချက်ထဲမှာသင်ဒီနေ့ကစပြီးရက်ချင်ဆုံးအကျင့်ကဘာလဲ။commentမှာမျှဝေပေးခဲ့ပါ Like, share, subscribe. Life Guide ဘဝလမ်းညွှန်အောင်မြင်မှုငွေကြေးအတွေးခေါ်နဲ့ဘဝတိုးတက်မှုအတွက်ဆက်လက်လေ့လာလိုက်ပါ